ပြီးတယ်များအားလုံးစောင့်မျှော်နေကြတဲ့ကားကဈေးနှုန်းပြောင်းလဲပြီးဒီနေ့စတင်ပြောင်းလဲလိုက်ပါပြီဗျာ မြောက်ရီရန်ကုန်မြောက်ရီဟလာချင်းမင်းသူကားလေးဝန်ဆောင်မှုကနေကြိုးစိုးလိုက်ပါတယ်ကျွန်တော်တို့ပြောချင်တဲ့ဒီနေ့ဝန်ဆောင်မှုလေးအစ်စ်တိုးတာတော့ကျွန်တော်တို့ရခင်ကပြေးဆွဲနေတာခေါင်းကန်း3သိန်းအလဲကန်းကို2သိန်းခွဲနဲ့ပြေးဆွဲခဲ့ပြီးတော့ယခုဝန်ဆောင်မှုအစ်စ်ကတော့ဘာလဲဆိုတော့ကျွန်တော်တို့ခေါင်းကန်းကိုကျွန်တော်တို့2သိန်းခွဲနဲ့ဆော့ချပေးလိုက်ပါပြီခေါင်းကန်းကို2သိန်းခွဲကျွန်တော်တို့အလဲကန်းကိုကျွန်တော်အနေနဲ့3ရောက်ပဲတင်တာဖြစ်ပါတယ်2သိန်းနဲ့ကျွန်တော်ရဲ့ဝန်ဆောင်မှုကိုပြောင်းလဲသတ်မှတ်ပေးလိုက်ပါပြီအဲ့အတွက်ကျွန်တော်တို့ချင်းမင်းသူကားလေးဝန်ဆောင်မှုရန်ကုန်မြောက်ရီရန်ကုန်ကနေကြိုဆိုလိုက်ပါတယ်ခုကြံခဲ့ရဗျာ promotion VVIP promotion လေးတစ်ခုကိုကျွန်တော်ဖောင်တာဖြစ်တဲ့ကိုချင်းမင်းသူကပဲဆက်လက်ရှင်းပြပေးပါဦး ဟုတ်ကဲ့ပါကျွန်တော်တို့ VNG အစီအစဉ်အနေနဲ့ကျွန်တော် VNG ကားနှစ်စီးစီစဉ်လာတယ်ဗျနော်ဒါကတော့ခလူသာဖြစ်တယ်ဒါကတော့ highlight set ဖြစ်တယ်ဗျ highlight set ခေါင်းကန်းဒီရခင်က3သိန်းခွဲအလဲကန်း3သိန်းကနေဒီကားလေးလည်းဈေးစတင်ရှော့ချပေးလိုက်ပါတယ်ခေါင်းကန်း3သိန်းအလဲကန်းဒီ2သိန်းခွဲနဲ့ခီးတယ်မြောက်ကျေးဇူးတုတ်ပြန်တဲ့အနေနဲ့ကျွန်တော်တို့စီစဉ်ထားပေးပါတယ်ဗျာ ကိုချင်းမင်းသူလေးရှင်းပြပေးတရားရှိတာကတော့ကျွန်တော်တို့ဒီကား2စီးမှာ sub နဲ့ clue ကားမှာမိသားစုတွေက2ယောက်ထဲစီးကျင်တယ်3ယောက်ထဲစီးကျင်တယ်ဆိုစင်းလုံးငှားမယ်ဆိုရင်ရောဘယ်လိုမျိုးဝန်ဆောင်မှုဈေးနှုန်းလေးသတ်မှတ်ပေးတာလေးတစ်ချက်လောက်ရှင်းပြပေးပါဦး ဟုတ်ကဲ့စင်းလုံးရငားတင်တယ်ဆိုလဲရပါဗျဒီကားတွေကတော့အဓိကကတော့မိသားစုတွေတက်တာတွားဖို့အတွက်ကျွန်တော်အနေနဲ့အထူးစီစဉ်ထားတာဖြစ်ပါတယ်ဗျနော်စင်းလုံးအနေနဲ့လည်း10သိန်း5000ကျပ်ပဲကျပါတယ်ဗျနော်ဒီပရိုပေါက်ဒီလည်းစင်းလုံးဒီ8သိန်း5000ကျပ်အတိအကျကျပါတယ်ဗျနော် ကျွန်တော်တို့လက်ရှိအစဆုံးမှာထိတဲ့လူဘာတာဝန်ယူပေးလဲ ကျွန်တော်တို့တာဝန်ယူလို့ရတဲ့အပိုင်းကတော့နိုင်ငံရေးကင်းရှင်းပြီးမှတ်ပုံတင်ရှိတဲ့မိသူမဆိုလွတ်လပ်စွာရန်ကုန်မြောက်ရီရန်ကုန်တောလာခွင့်ရှိတဲ့အတွက်ကျွန်တော်တို့အနေနဲ့အိမ်နံရောက်လူကြီးမင်းအိမ်နံရောက်ဒီကျွန်တော်တို့ဘက်ပို့ဆောင်ပြီးပါ ကျေးဇူးတင်ပါတယ် customer ကိုစားကျွန်တော်တို့အကယ်ရန်ကုန်မြောက်ရီရန်ကုန်ကိုဟာလာခီးသွားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ချင်းမင်းသူကားလေးဝန်ဆောင်မှုကိုသတိရလိုက်ပါ